ကြောက်တုံးရကျွန်တော်တို့ရဲ့မနလေးတိုင်းမင်းင်းခင်ပြောပွဲမြို့နယ်မှာချိပါတယ်ဗျာကြောက်တုံးရတကယ်ကိုလည်းထူးခြားပါတောင်ထိပ်ကြီးမှာနော်မဆိုရင်နေလေးလေးဝင်တော့ပါပဲဒီမှာပါကြောက်တုံးထူးခြားချက်ကြီးကြည့်ပါနော်ကြောက်တုံးကဒီကလည်းဒီလိုပေါ့နော်လွတ်နေပါတယ်ဒီမှာကြည့်ပါနော်ကျွန်တော်ပဲပြမယ်နော်ဒီမှာဒီလိုလဲလွတ်တယ်နော်ကြောက်တုံးကြီးကကျွန်တော်တို့ရဲ့တောင်ထိပ်မှာနော်ငလင်တန်လုံးဝပျက်စီးမှုမရှိဘူးဒီမှာပါဒီမှာလဲလွတ်နေပါတယ်နော်ဒီမှာနော်ကြောက်တုံးရင်ဒါခုနကျွန်တော်အောက်ဆင်းရိုက်ပြနော်လူတွေလွတ်နေရနော်ကြောက်တုံးရင်လွတ်တာလေးပြမယ်ကျွန်တော်ဒီပဲရှန်နော်ကျွန်တော်ပြမယ်ဒီမှာလွတ်တဲ့ဟာကိုပြနော်လူတွေလဲလွတ်နေပါတယ်ဒီမှာဆိုကြည့်မှာပါလုံးဝလွတ်နေနော်ဟုတ်ကကြတယ်ဟောပါအမလုံးဝလွတ်နေရနော်တွေ့လားဟာကြောက်တော့ရင်လွတ်နေရနော်ဟိုဘက်လဲလွတ်ဒီဘက်လဲလွတ်ဒီမှာလဲလွတ်ဒါကြီးငလင်းတောင်ဘလို့မှပြက်စီမှုကြောက်တုံးရဲ့အနေကြည့်ပါနော်ကဲလည်းလူရအောင်ဆူတောင်းပါဆူတောင်းပြေးပါတယ်နော်ခက်ခဲလို့ရှိရင်ဆူတောင်းပါနေလေးကလည်းဝင်သွားပြီနော်နေလေးဝင်တော့လည်းနည်းနည်းလေးတော့ချူကင်းလေးတွေကတော့ချီကောင်းတာပေါ့တာရပါတယ်ဒီမှာပါကျွန်တော်ဒီကြောက်တုံးကြီးနော်အမှချီလိုက်ပါနော်ဒီမှာပါကြောက်စင်ကြောက်ခဲလို့ကြည့်တကယ်ဒါကျွန်တော်တို့ဖွဲ့သားတွေပါဒီနေ့ကြောက်ဖောက်လာပြီးတော့ဖူးမြော်ခြင်းဖြစ်ပါတယ်我根本也很难拉。喂啦！那你先到来，哪里要啊？